အားလုံးပဲမင်္ဂလာပါရှင်ဘရုံမာ online learning platform ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ဒီမှာပြောပြသွားမယ့်အကြောင်းအရာတွေကတော့ US history ဘိုင်းမှာပါတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ် US historic events ဆိုတော့ US history လို့ပြောလိုက်ရင် US history အောက်မှာဘယ်ခေါင်းစဉ်တွေပါမှာလဲဆိုတော့ Colonial America, American Revolution, West Expansion, Louisiana Purchase, War of 1812, Civil War, Reconstruction Era, Progressive Era, World War I, Great Depression, World War II, Cold War, Civil Rights Movement, Vietnam War, Cuban Missile Crisis, Watergate Scandal, Gulf War, 9/11 attacks, Iraq War ဆိုပြီးတော့အရေးကြီးတဲ့နာမည်ကြီးဖြစ်ရပ်တွေပါပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးမှာဆိုရင်မင်းတို့ Colonial America ခေါင်းစဉ်အောက်မှာပါတဲ့အကြောင်းအရာတွေကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ Colonial America ဆိုတာကဒါ US ရဲ့တမိုင်းကြောင်းအစားဒီ Colonial America Colonial ခေတ် America မှာဆိုရင်ဒါအမေရိကတိုက်ကိုဥရောပနိုင်ငံတွေကစတင်နေချဲခဲ့ပုံနဲ့ပတ်သက်ပြီးတော့အဓိကအချက်တွေကိုထည့်သွင်းဖော်ပြထားပါတယ်။ Colonial America refers to the period in North American history from the late 15th century until the Declaration of Independence from Great Britain in 1776အဲ့တော့ Colonial America ကဘာကိုရည်ညွှန်းတာလဲဆိုရင်15ရာစုနှောင်းပိုင်းကနေစပြီးတော့1986ခုနှစ်ဒါ Great Britain British ဒေစီကနေဒါလွတ်လပ်ရေးကြီးညာတဲ့အချိန်အထိမြောက်အမေရိကတမိုင်းကာလကိုဆိုလိုတာပါ Colonial America ဆိုတာဘာကိုပြောရလဲဆိုရင်ဒါ1986ခုနှစ်မှာ Great Britain စီကနေ Declaration of Independence လွတ်လပ်ရေးမကြီးညာခင်အထိပေါ့နော်လွတ်လပ်ရေးကြီးညာလိုက်တဲ့အထိမြောက်အမေရိကတမိုင်းကြောင်းကာလကို Colonial America လို့ဆိုလိုပါတယ်ဒီ era ဒီခေတ်ကာလမှာဆိုရင်European colonization ပါပါတယ် European colonization ဆိုတော့ဥရောပနိုင်ငံတွေအခြေချနေထိုင်တာတွေပြုလုပ်ခဲ့တာပေါ့နော်major power အနေနဲ့ဘယ်နိုင်ငံတွေလဲဆိုရင်အင်္ဂလန်ပြင်သစ်စပိန်Dutch ဆိုတာတော့နယ်သာလန်ကိုပြောတာပေါ့နော် Dutch ကဲ့သို့သောအင်အားကြီးတဲ့ဥရောပနိုင်ငံတွေကအခြေချနေထိုင်မှုတွေကိုပြုလုပ်ခဲ့ပါတယ်30 British colonies which would later from the United States were distinct but share similarities in political, legal and cultural system ဆိုတော့မြောက်အမေရိကထိုက်ကိုဒီ British colony 73ခုကအခြေချပြီးတော့နေထိုင်ခဲ့တယ်တဲ့ဆိုတော့အဲ့ဒီမြောက်အမေရိကမှာဆိုရင်နောက်မှာ American ပြည်ထောင်စုဖြစ်လာမယ်ဒီ British colony 73ခုကနောက်မှာဆိုရင်အခုလက်ရှိကတော့ American နိုင်ငံပေါ့နော်American ပြည်ထောင်စုဖြစ်လာမယ် British colony 73ခုကတစ်ခုနဲ့တစ်ခုမတူညီဘူးသို့တော့နိုင်ငံရေးဥပဒေနဲ့ယဉ်ကျေးမှုစနစ်တွေကတော့တူညီတဲ့အခြေခံတွေရှိကြပါတယ်တဲ့ဆိုတော့Colonial America မှာဆိုရင်အဓိကအပြင်မှတ်ထားရမှာက30 British colony ရှိပါတယ်မြောက်အမေရိကတိုက်ကိုဒါအခြေချနေထိုင်တဲ့73ခုပြည်နယ်73ခုရှိတယ်ယခုလက်ရှိမှာတော့ဒါ American နိုင်ငံဆိုပြီးတော့စူးစီးသွားပြီပေါ့လေနော်အဲ့တော့သူတို့ကအစပိုင်းတုန်းကကွဲပြားတယ်တဲ့ဒါပေမဲ့တူညီတဲ့အခြေခံတွေတော့ရှိတယ်နိုင်ငံရေးဥပဒေယဉ်ကျေးမှုစနစ်တွေမှာဆိုရင်တူညီတဲ့အခြေခံတွေတော့ရှိခဲ့ကြပါတယ်တဲ့ဆိုတော့နောက်ထပ်တစ်ခုကနေချရတဲ့အကြောင်းရင်း European exploration in the 50th and 60th century was driven by economic, religious and political seeking motivations 15ရာစုနဲ့16ရာစုအတွင်းဥရောပသားတွေကနေမြေတစ်ဘာကြောင့်ရှာဖွေရတာလဲပေါ့နေမြေတစ်ရှာဖွေရတာကစီးပွားရေးအဓိကအဖြစ်စီးပွားရေးတဲ့စီးပွားရေးမှာဆိုရင်ရွှေနဲ့ကုန်သွယ်ရေးတွေပါပါတယ်နောက်တစ်ခုကဘာသာရေးကခရစ်ယာန်ဘာသာပြန်ပွားရေးအတွက်သူတို့ကနေချဲ့ကြတာပါတဲ့နောက်တစ်ခုကဂုံတိတ်ခါဆိုတာကအင်အားပြလို့တာပါသူတို့တနိုင်ငံနဲ့ဥရောပနိုင်ငံတွေကအချင်းချင်းအင်အားပြလို့တဲ့စိတ်ရှိကြတယ်ဆိုတော့သူတို့ဒီ exploration နေချဲ့ရတဲ့အကြောင်းရင်းကအဓိကအားဖြင့်စီးပွားရေးဘာသာရေးဂုံတိတ်ခါဆိုတဲ့ရည်ရွယ်ချက်တွေကြောင့်ဖြစ်ပါတယ်နောက်တစ်ခုကရှေ့ဆောင်နိုင်ငံတွေမှာဆိုရင်ဘယ်နိုင်ငံတွေလဲပေါ့ပေါ်တူဂီနဲ့စပိန်တို့ကရှေ့ဆုံးကနေဥဆောင်ခဲ့ကြပါတယ်တဲ့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ဩဇာအာဏာချဲ့ထွင်ရေးအတွက်
ကုံသွယ်ရေးလမ်းကြောင်းတစ်တွေနဲ့နယ်မြေတစ်တွေကိုရှာဖွေခဲ့ကြတာပါသူတို့ကချမ်းသာတဲ့နိုင်ငံတွေဖြစ်တယ်ပေါ်တူဂီနဲ့စပိန်ကဆိုတော့သူတို့ကနေရှေ့ဆုံးကနေဥဆောင်ပါတယ်ရှေ့ဆုံးကနေဥဆောင်ပြီးတော့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုဒါစီးပွားရေးတွေခုနပြောသလိုမျိုးနေချဲရတဲ့အကြောင်းရင်းတွေရှိတယ်စီးပွားရေးကြောင့်ဆိုတော့သူတို့ချမ်းသာကြွယ်ဝခြင်းနဲ့ပို့ပြီးချမ်းသာကြွယ်ဝခြင်းနဲ့နောက်တစ်ခုကဒါကုံသွယ်ရေးလမ်းကြောင်းတစ်တွေနေမြေတစ်တွေကိုရှာခြင်းနဲ့ဆိုတော့ဥဆောင်တဲ့နိုင်ငံတွေကပေါ်တူဂီနဲ့စပိန်ဖြစ်ပါတယ်နောက်တစ်ခုကနည်းပညာနဲ့ထောက်ပံ့မှုမှာဆိုရင် technological advancement in navigation and shipbuilding ရေချောင်းသွားလာရေးနဲ့သင်္ဘောတည်ဆောက်ရေးနည်းပညာတိုးတက်လာမှုအဲ့ဒါအပြင်ဘယင်းတွေက Royal ပေါ့နော်ဒီဘယင်းတွေရဲ့ပံ့ပိုးကူညီမှုတွေကြောင့်စွန့်စားရတဲ့ပင်လယ်ရေချောင်းခရီးစဉ်တွေကိုလှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတော့သူတို့ကဒီတနိုင်ငံအခုမြောက်အမေရိကတိုက်ကို exploration လုပ်မယ်ဆိုရင်ဘယင်းတွေရဲ့ကူညီထောက်ပံ့မှုမပါဘဲနဲ့သူတို့လုံးလို့မရဘူးခွင့်ပြုချက်ရှိရမယ်အာဏာပိုင်တွေရဲ့ခွင့်ပြုချက်ရရမယ်ပြီးတော့ဒါခီးသွားတယ်ဆိုတော့ဒီအစာရေစာရိတ်ခါလိုအပ်တယ်အဲ့ဒါတွေအားလုံးကိုဘယင်းတွေကထောက်ပံ့ပေးရတယ်ပံ့ပိုးကူညီပေးတယ်အဲ့လိုကူညီမှုတွေကြောင့်စွန့်စားရတဲ့ပင်လယ်ရေချောင်းခရီးစဉ်တွေကိုလှုပ်ဆောင်နိုင်တာပါတဲ့ technological advancement အနေနဲ့ဆိုရင်သူတို့က navigation အဲ့ခေတ်မှာဆိုရင်မြေပုံတွေဆွဲလာသွားပြီးတဲ့နောက်ပိုင်းမှာပေါ့နော်မြေပုံတွေဆွဲလာနိုင်တယ်ပြီးရင်သင်္ဘောတွေကိုဒါသင်္ဘောတိဆောက်တယ်သင်္ဘောတိဆောက်တဲ့နေရာမှာလည်းအချိန်အကြာကြီးသွားမှာဖြစ်တဲ့အတွက်သူတို့ပို့ပြီးခိုင်ခန့်တဲ့သင်္ဘောတွေကိုတိဆောက်နိုင်ခဲ့တယ်အဲ့ခေတ်မှာဆိုရင်ဟုတ်ပြီနောက်တစ်ခုကဒီခရီးစဉ်တွေကကမ္ဘာကုန်သွယ်ရေးကွန်ရက်ကို Global Trade Network ကို reshape ပြောင်းလဲစေခဲ့တယ်ကမ္ဘာကုန်သွယ်ရေးကွန်ရက်ကိုပြောင်းလဲစေခဲ့တယ်။အမေရိက၊အာဖရိကနဲ့အာရှရှိဒေသခံတိုင်းရင်းသားတွေအပေါ်မှာလည်းကြီးမားတဲ့သက်ရောက်မှုတွေရှိခဲ့ပါတယ်တဲ့။အဲ့တော့ဒီခီးစဉ်တွေကကမ္ဘာကုန်သွယ်ရေးကွန်ရက်ကိုပြောင်းလဲစေခဲ့တယ်။အမေရိက၊အာဖရိကမှာရှိတဲ့ဒေသခံတိုင်းရင်းသားတွေပေါ်လည်းကြီးမားတဲ့သက်ရောက်မှုဆိုလိုချင်တာကြီးမားတဲ့သက်ရောက်မှုဆိုတာကကောင်းတာလည်းရှိသလိုဆိုးတာလည်းရှိပါတယ်တဲ့။ဟုတ်ပြီ။နောက်ထပ်တစ်ခုအနေနဲ့ကတော့ European exploration ဆိုတော့ European exploration ဆိုတာကခုနပြောတဲ့ဥရောပသားတွေနေမြေသစ်ရှာဖွေခြင်းဆိုတော့ဥရောပနိုင်ငံတွေကပင်လယ်ရေချောင်းကနေတဆင့်ကမ္ဘာပတ်ပြီးတော့နေမြေသစ်တွေရှာဖွေခဲ့တဲ့ခေတ်ကာလEuropean exploration ဥရောပသားတွေရဲ့နယ်မြေသစ်ရှာဖွေခြင်းကိုဘယ်လိုခေါ်လဲဆိုရင် Age of Discovery ရှာဖွေတွေ့ရှိမှုခေတ်ဆိုပြီးတော့လည်းခေါ်ကြပါတယ်သူကခံမှန်းချီအားဖြင့်ဆိုရင်15ရာစုကနေ18ရာစုအတွင်းမှာဖြစ်ပွားခဲ့တဲ့ကာလဖြစ်တဲ့ဥရောပနိုင်ငံတွေကစီးပွားရေးနဲ့နိုင်ငံရေးအကြောင်းရင်းတွေကိုအခြေခံပြီးတော့ပင်လယ်ရချားသူသွားရောက်ကနယ်မြေတစ်တွေရှာဖွေခြင်းနဲ့ဒါကုန်သွယ်ရေးလမ်းကြောင်းတွေကိုတီထောင်ခြင်းတို့ကိုလှုပ်ဆောင်ခဲ့ကြပါတယ်တဲ့နောက်တစ်ခုကတော့ဒီလိုမျိုးနယ်မြေသစ်ရှာဖွေမှုတွေကနေတဆင့်ကိုလံဘီယာexchange လို့ခေါ်တဲ့အလွန်အရေးကြီးတဲ့ဖလှယ်မှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်သူက old world သူတို့အဲ့ခေတ်မှာဆိုရင်တော့ old world new world ဆိုပြီးခေါ်တာပေါ့လေ old world ဆိုတာကမ္ဘာဟောင်းဖြစ်တဲ့ဒါဥရောပနိုင်ငံပါမယ် old world လို့ခေါ်လိုက်ရင်ဥရောပတိုက်ပါမယ်အာရှတိုက်ပါမယ်အာဖရိကတိုက်ပါမယ်ဟုတ်ပြီနော် new world ဆိုတာကကမ္ဘာသစ်မှာဆိုရင်အမေရိကတိုက်ကိုပြောတာဆိုတော့အဲ့ဒီကြားမှာဒီကိုလံဘီယာ exchange လို့ခေါ်တဲ့ old world နဲ့ new world ကြားမှာဆိုရင်ဒီအပင်တွေတရိတ်ဆန်တွေယောဂဗျာတွေယဉ်ကျေးမှုတွေအပြန်လဲကူးလူးဖလှယ်မှုဖြစ်ပါတယ်အဲ့တော့အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုရင်ကိုလံဘီယာ exchange လို့ခေါ်တယ်ဟောဒီမှာဆိုရင် European exploration ကိုတွေ့ရပါမယ်ဒီမှာဆိုရင်သူ့ရဲ့ level လေးကိုတစ်ချက်ကြည့်ကြည့်ပါ English territory ဆိုပြီးတွေ့ရတယ်ဒီမှာဆိုရင်ပန်းရောင်လေးနဲ့ရေးထားတာက French territory ပါမယ်ဒီဟာလေးဆိုရင်ဒီရောင်လေးဆိုရင် Portuguese territories ပါမယ်နောက်တစ်ခုကဒီအဝါလေးဆိုရင် Spain နဲ့ Spanish territory ဆိုပြီးတော့ဒီမှာဒါက
America type ဖြစ်တယ် North America နဲ့ South America ရှိတယ်ဒီမှာ Asia ရှိမယ် Africa type ရှိမယ် Europe ရှိမယ်ဆိုတော့ဒီမှာအစိမ်းသူတို့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုဖော်ပြထားတယ် trick လမ်းကြောင်းတွေကိုဖော်ပြထားတယ်ပြီးရင်သူတို့တင်ထားတဲ့နေမြေဆိုတော့ဒီမှာဆိုရင်ကြည့်လိုက်ပါဒီအဝါလေးဆိုရင်ဘယ်နိုင်ငံဖြစ်မလဲဘယ်နိုင်ငံတင်ထားဖြစ်မလဲဆိုရင်စပိန်ကတင်ထားတာအဲ့လိုမျိုးလေးမြေပုံကိုကြည့်တတ်ရမယ်ဒါကကမ္ဘာမြေပုံဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကဒီ GD Social Studies exam မှာဆိုရင်ဟိမန်တို့ဗာသိဖို့လိုသေးတာလဲဆိုတော့ဒီ Native American ဆိုတဲ့စကားလုံးလေးကိုသိဖို့လိုတယ်အဲ့တော့ Native American ဆိုတာဘာလဲ Native American ဆိုတာကအမေရိကတိုက်ရဲ့မူလအစောဆုံးအခြေချနေထိုင်သူတွေအကြောင်းဟုတ်ပြီနော်အဲ့တော့ Native American လို့ပြောလိုက်ရင်သူကသူ့ကိုတခြားနာမည်တွေနဲ့ခေါ်တယ်ဘယ်လိုလဲဆိုရင် American Indian လို့လည်းခေါ်တယ် First Americans လို့လည်းခေါ်တယ် Indigenous Americans လို့လည်းခေါ်တယ်အဲ့တော့မှတ်ထားမှာ Native American လို့ပြောလိုက်ရင် American Indian ဆိုရင်လည်း Native American ပဲဖြစ်တယ် First American ဆိုရင်လည်း Native American ပဲဖြစ်တယ်သူတို့မှာဒီ Native American တွေမှာပေါ့နော်မြောက်အမေရိကဒါမှမဟုတ်ရင်တောင်အမေရိကတိုက်မှာရှိတဲ့မူလတိုင်းရင်းသားမျိုးနွယ်စုတွေကနေဆင်းသက်လာတာသူတို့ကဘယ်လိုလူတွေလဲမြောက်အမေရိကတိုက်ဒါမှမဟုတ်ရင်တောင်အမေရိကတိုက်ကနေဆင်းသက်လာတာဖြစ်တယ်သူတို့ဆင်းသက်လာတဲ့သူဘယ်သူမဆိုပေါ့နော်ဘယ်အမေရိကန်နိုင်ငံသားကိုမဆိုသူတို့ကို Native American လို့ခေါ်တယ်အဲ့တော့ Native American ဆိုတာဘာလဲ Native American ဆိုတာက American Indian ကလည်း Native American First American ကလည်း Native American Indigenous American ကလည်း Native American ဆိုတော့ဒီမှာတခုလဲစရာက American Indian လို့ပြောလိုက်လို့India နိုင်ငံသားတွေနဲ့ပေါင်းထားလားတကယ်တော့မဟုတ်ဘူးเนาะဒါ Native American တွေကိုပဲ American Indian လို့ခေါ်တာအဲ့တော့ American Indian ကဘယ်လိုလူတွေလဲဆိုရင်တောင်အမေရိကမြောက်အမေရိကနှစ်ခုစလုံးမှာရှိတဲ့ဘယ်တိုင်းရင်းသားမဆိုပေါ့နော်ဘယ်တိုင်းရင်းသားမဆိုဒါသူတို့ကို Native American လို့ခေါ်တယ်1492ခုနှစ်ကနေစတင်ခဲ့တဲ့ဒီဥရောပသားတွေရဲ့အမေရိကတိုက်ကိုနေချက်အခြေချမှုတွေကြောင့် Native American လူဦးရေကတိတိတတ်တာထိုးဆင်းသွားတယ်တဲ့အဲ့တော့ Native American လူဦးရေကကျသွားပါတယ်။ဘာကြောင့်ကျသွားလဲ။အဓိကအကြောင်းရင်းကတော့ဥရောပသားတွေတည်ဆောင်လာတဲ့ယောဂအသစ်တွေကြောင့်ဖြစ်တယ်။ Newly introduced diseases တွေကြောင့်ဖြစ်တယ်။အရင်မှာဒါနေချက်သူတွေကယောဂတွေကိုလက်နက်တပွဲအသုံးပြုတာနောက်တစ်ခုကဇီဝစစ်ပွဲ biological welfare ဆင်နွှဲခြင်းတွေကြောင့်လည်းပါပါတယ်တဲ့အဲ့တော့အဓိကအဖြစ် Native American တွေရဲ့ population ကကျသွားပါတယ်။ဘာကြောင့်ကျသွားတာလဲ။အမှန်တော့ယောဂါဒီကြောင့်ပေါ့နော်။ဥရောပသားတွေတည်ဆောင်လာတဲ့ယောဂါဒီကြောင့်မို့လို့ကျသွားပါတယ်ဆိုတာသိရမယ်။ဒါက Native American နေအကြောင်းမှာဒီမှာဆိုရင် Native American ပုံဖြစ်ပါတယ်။အလုံးဒီမှာဆိုရင်တိုင်းရင်းသားလူမျိုးစုပုံစံမျိုးပေါ့နော်လူရိုင်းပုံစံမျိုးတွေဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုက settler relationship with Native American Native American နေနဲ့ settler ရဲ့ relationship ကိုဖော်ပြမှာပါအဲ့တော့ဥရောပကလာရောက်အခြေချတဲ့သူတွေနဲ့ American ဒေသခံတိုင်းရင်းသားတွေကအစောပိုင်းကာလမှာဘယ်လိုဆက်ဆံခဲ့ကြရလဲအစောပိုင်းကာလမှာဆိုရင်ပထမဆုံးသောဥရောပအခြေချသူတွေစတင်ရောက်ရှိမလာခင်ကတည်းကဒေသခံတိုင်းရင်းသားတွေကအခြေချအမေရိကတိုက်မှာအခြေချနေထိုင်မိသားဖြစ်တယ်သူတို့က original လူမျိုးတွေပေါ့နော်နောက်ထပ်တစ်ခုကဒီအစာပိုင်းမှာဆိုရင်ဒေသခံတိုင်းရင်းသားတွေကအခြေချလာတဲ့သူတွေအဲ့တော့ဥရောပတိုက်ကနေအခြေချလာတဲ့သူတွေကိုကောက်ပဲသီးနှံစိုက်ပျိုးနည်းတွေသင်ပေးတယ်အိမ်ဆောက်ပေးတာတွေသင်ပေးတယ်ကံရိုးတဲ့ဒေသတစ်လျှောက်မှာအခြေကျအောင်ကူညီပေးကြတယ်ဗြိတိန်နဲ့ပင်လယ်ရချကုန်သွယ်မှုတွေပါလုပ်ခဲ့ကြတယ်သူတို့ကစပိန်ဒါမှမဟုတ်ရင်ပြင်သစ်အခြေချသူတွေရှိတဲ့နေရာတွေမှာလည်းသူတို့ရဲ့မိခင်နိုင်ငံတွေနဲ့အလားတူကုန်သွယ်မှုတွေလုပ်ခဲ့ကြတယ်အခြေချတဲ့သူတွေကဆေးရွက်ကြီးလိုမျိုးတိုဘက်ဂိုဆိုတော့ဆေးရွက်ကြီးလိုမျိုးစီးပွားဖြစ်သီးနှံတွေကိုစိုက်ပျိုးပြီးတော့ဥရောပကိုသင်္ဘောတွေနဲ့တင်ပို့ခဲ့ကြပါတယ်တဲ့အပြန်အလှန်အနေနဲ့အမေရိကမှာရှာမရတဲ့ကရိယာ
တန်ဆာပလာတွေပေါ့နော်အိမ်မွေးတရိတ်ဆန်တွေခဲယမ်းကြောင်မီးသွေးတွေနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုလည်းတင်သွင်းခဲ့ကြပါတယ်တဲ့အဲ့တော့သူတို့ကအပြန်အလှန် relationship ရှိတယ်အခြေချတဲ့သူတွေနဲ့ဒီ settler တွေနဲ့ပေါ့နော်စီးပွားဖြစ်တီးနှံတွေစိုက်ပျိုးပြီးတော့ဥရောပကိုသင်္ဘောတွေနဲ့တင်ပို့ခဲ့ကြတယ်အပြန်အလှန်အနေနဲ့အမေရိကမှာလည်းဒီအမေရိကတိုက်မှာဆိုရင်ဘာမှရှာမရတဲ့ကရိယာတစားပလာတွေကိုဒီအခြေချတဲ့သူတွေကဒီအမေရိကတိုက်ကိုပြန်တည်လာတယ်ဒါမျိုးကြီးပေါ့နော်အပြန်အလှန်ကုန်သွယ်တဲ့ဆက်ဆံရေးရှိခဲ့ကြတယ်ဒါကအမေဥရောပတိုက်မကြီးနဲ့အမေရိကတိုက်မှာရှိတဲ့ဥရောပအခြေချသူတွေအကြားမှာခိုင်မာတဲ့ကုန်သွယ်ရေးအချိတ်ဆက်ကိုဖြစ်ပေါ်စေခဲ့တယ် colonies တွေနဲ့ native american relationship အဲ့တော့ colonies လို့ပြောလိုက်ရင်ဒီမှာနည်းနည်းစကားလုံးရှုပ်သွားမယ်ထင်တယ် colonies ကဘာကိုပြောရလဲဆိုရင်ဒီမှာတွေ့ရတဲ့ colony ဆိုတာကတတိ colony အမေရိကတိုက်ကိုလာပြီးအခြေချတဲ့ဥရောပသားတွေပေါ့နော်အဲ့ဒါတွေကို colonies တွေလို့သုံးနှုန်းပါတယ် native american တွေဆိုတာကအမေရိကတိုက်မှာorigin ရှိပြီးသားသူတို့ဒီဥရောပတိုက်သားတွေမလာခင်ကတည်းကသူတို့ကရှိပြီးသားလူမျိုးစုကို native american လို့ခေါ်တယ် colonies ဆိုတာကဥရောပနိုင်ငံတွေကနေဒီအမေရိကတိုက်ကိုအခြေချနေထိုင်တဲ့သူတွေကို colonies လို့ခေါ်တယ်အဲ့တော့ယောဂဗျာတွေကြောင်းမို့လို့ဒီ native american လူအဖွဲ့အစည်းအများပြပျက်စီးခဲ့ရတယ်ပေါ့လေပျက်စီးပြုံးတီးခဲ့ရတယ်သို့တော့ဒီမြောက်အမေရိကတိုက်မှာဆိုရင်လည်းလူတန်းပေါင်းများစွာဆက်လက်ရှင်သန်နေထိုင်နေကြဆဲဖြစ်ပါတယ်တဲ့ကိုလိုနီနယ်ချဲတဲ့သူတွေ colonist တွေနဲ့ဒီဒေသခံတွေကြားမှာသူတို့အကြားကဆက်ဆံရေးမှာဆိုများသောအားဖြင့်ဆိုးရွားခဲ့ပါတယ်တဲ့နောက်ပိုင်းမှာဆိုရင် Jamestown အခြေချအဲ့တော့ Jamestown ဆိုတဲ့မြို့ Jamestown အခြေချမှုကနေ1850ပြည့်နှစ်အထိစစ်ပွဲတွေများစွာဖြစ်ပွားခဲ့တယ်နောက်တစ်ခုကဂတိကဝတ်စာချုပ်တွေဖောက်ဖျက်တာတွေလည်းရှိခဲ့ပါတယ်တဲ့အဲ့တော့နောက်ပိုင်းအစာပိုင်းမှာတော့ရောက်ခါစားကတော့အဆင်ပြေတယ်ပေါ့နောက်ပိုင်းကျတော့အခြေချတဲ့သူတွေလည်းအများများလာတယ်အခုပြောလိုမျိုး Jamestown ဆိုတဲ့အခြေချမှုရှိတယ် Jamestown မြို့တည်ထောင်တယ်ပေါ့လေ Jamestown အခြေချမှုကနေပို့ဆိုးလာတယ်ဂတိကဝတ်တွေဖောက်ဖျက်တာတွေရှိတယ်အဲ့တော့သူဒီနောက်မှရောက်လာပြီးတော့ဒီcolonies တွေကအနိုင်ကျင့်တာတွေရှိတယ်ဒါမျိုးပေါ့နော်အဲ့တော့နောက်တစ်ခု however သို့တော်လည်းအချို့နေရာတွေမှာဆိုရင်ဒေသခံတွေကကိုလိုနီအခြေချတဲ့သူတွေကိုကူညီခဲ့ကြပါသေးတယ်အဲ့တော့တနေရာတည်းတော့မဟုတ်ဘူးအများကြီးပဲရှိတယ်ဒီမြောက်အမေရိကတိုက်ဆိုတာအခြေကြီးပဲ native american တွေနဲ့အဆင်ပြေနေတဲ့နေရာတွေလည်းရှိတယ်အဆင်မပြေဘဲနဲ့စပွဲတွေဖြစ်တဲ့နေရာတွေလည်းရှိပါတယ်တဲ့အဲ့တော့အချို့နေရာတွေမှာဆိုရင်ဒေသခံတွေကကိုလိုနီအခြေချတဲ့သူတွေကိုကူညီခဲ့ကြပါတယ်အစောပိုင်းအခြေချတဲ့သူတွေကအခက်အခဲများစွာနဲ့ကြုံတွေ့ခဲ့ရတယ်တဲ့အဲ့ဒီမြေနေရာအကြောင်းမှာဆိုရင်ဘယ်လိုမျိုးရှင်သန်ရမယ်ဆိုတာကိုသူတို့မသိဘူးရောက်ခါစားဖြစ်တဲ့အတွက် early colonists တွေကသူတို့မှာပြဿနာတွေအများကြီးရှိတယ်ဒီမှာဘယ်လိုမျိုးရှင်သန်ရမလဲဘယ်လိုမျိုးနေထိုင်စားသောက်ရမလဲဆိုတာကိုသူတို့မသိရှိခဲ့ကြပါဘူးတဲ့Indian ဒေသခံတွေပေါ့နော်ဒီမှာ Indian လို့သုံးထားပဲအိန္ဒိယနိုင်ငံသားတွေမဟုတ်ဘူး Native American တွေကိုပြောတာဒီ Indian တွေက sometime တခါတရံမှာဆိုရင်သူတို့ကိုအစားအစာစိုက်ပျိုးတာအမဲလိုက်တာကုန်သွယ်တဲ့နေရာတွေမှာဆိုရင်အများကြီးကူညီပေးခဲ့ကြပါတယ်တဲ့ဒီမှာဆိုရင်30 colonies ကိုတွေ့ရပါလိမ့်မယ်ဒါကမြောက်အမေရိကတိုက်ဖြစ်ပါတယ်မြောက်အမေရိကတိုက်မှာဒီပေါ်ကကနေဒါနိုင်ငံဖြစ်တယ်ဒါတကမြောက်အမေရိကတိုက်ဖြစ်ပါတယ်ဒီမှာစတင်အခြေချနေထိုင်တဲ့သူတွေကတင်မောတွေနဲ့လာတာဆိုတော့ကန်ယူရန်ဒေသတွေမှာစတင်အခြေချနေထိုင်နေဆိုတာကိုတွေ့ရတယ် Massachusetts ပြည်နယ်ပါမယ် Rhode Island ပါမယ် Connecticut ပါမယ်New Jersey ပါမယ် Delaware ပါမယ် Maryland ပြည်နယ်ရှိမယ်ဒီမှာဆိုရင် North Carolina Virginia South Carolina Georgia Florida ဆိုတဲ့ပြည်နယ်တွေရှိတယ်အဲ့တော့ပထမဆုံးရောက်ခါစားကဒီ30 colonies 73ခုကိုတည်ထောင်တယ်ဘယ်သူတွေကတည်ထောင်တာလဲ European နိုင်ငံသားတွေကတည်ထောင်ကြတာဖြစ်တယ်အဲ့တော့ Virginia မှာဆိုရင်1600ခုမှာစတင်ပြီးတော့တည်ထောင်တယ်အဲ့တော့ဘယ်ပြည်နယ်ကိုအစောဆုံးရောက်တာလဲဆိုရင် Virginia ကိုအစောဆုံးရောက်တယ်လို့ပြောလို့ရတယ်ဒီနေရာပေါ့ Virginia ပြီးရင် New York ဒီမှာပေါ့လေနော် New York
1626မှာသူတို့အခြေချတယ်ပြီးရင် Massachusetts Bay Colony 1630ပြီးရင် Maryland ပြည်နယ်1633 Rhode Island Connecticut New Hampshire Delaware North Carolina South Carolina New Jersey Pennsylvania Georgia ဆိုတဲ့ပြည်နယ်73ခုဖြစ်ပါတယ်တည်ထားဖို့တော့လိုပါတယ်နာမည်လေးတော့တည်ထားပေါ့နော်ဒါပေမဲ့အစင်လိုက်ကြက်ထားစရာနေပါတွေကတော့မလိုပါဘူးဒီမှာတို့30 colony ဒီ European exploration မှာဆိုရင်30 colony ရှိတယ်ဆိုတာကိုတည်ထားရမယ်အဲ့ဒါနဲ့မှဒီမှာတို့အကြောင်းတမိုင်းကြောင်းဆက်ပြီးတော့ပြောသွားမယ်ဟုတ်ပြီနော်ဟုတ်ပါပြီအားလုံးဒီဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲအခုလိုမျိုးနားထောင်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် thank you ပါ